မင်္ဂလာပါရှင်အလှပြင်ခြင်းဆိုတာလူတော်တော်များများအတွက်အပြင်ပန်းလှကိုပိုးပြီးကောင်းအောင်လုပ်တာလို့ထင်တတ်ပါတယ်ဒါပေမဲ့တကယ်တော့အလှပြင်ခြင်းဟာကိုပိုးပြီးယုံကြည်စေဖို့ပါတခြားသူတွေအတွက်မဟုတ်ပါဘူးကိုယ့်အတွက်ပါကိုယုံကြည်မှုရှိစေဖို့ကိုလေးစားမှုရှိစေဖို့အရေးကြီးတဲ့အလေးအကျင့်တစ်ခုပါကိုယုံကြည်မှုရှိဖို့အတွက်အလှပြင်မှာဆိုတဲ့ခေါင်းစဉ်နဲ့စာပိုင်လေးကိုအတွေ့အလေးတစ်ခုရရှိစေဖို့ဒီနေ့မျှဝေဖတ်ပြပေးချင်ပါတယ်။ကိုပိုကြည့်ကောင်းတော့အောင်ပြင်ဆင်တာဘာမှရှက်နေစရာမလိုပါဘူး။တခုပဲရှိတာအလုံးအကျုံဖြစ်မသွားဖို့တော့လိုတာပေါ့။လွန်ပြီးဆိုရင်လေအတိတ်ပဲကဘာလဲဆိုတော့ကိုမှတိမ်ငယ်စိတ်အားငယ်စိတ်ရှိနေတယ်ဆိုတဲ့အတိတ်ပဲပါပဲ။အလှပြင်နေဆိုတာအလှပြင်တာမှမသိအောင်အလှပြင်တာအကောင်းဆုံးပါနော်။အလှပြင်နေဆိုတာကိုပင်ကိုအရှိကိုပူချစ်တရေရှိထွက်ပေါ်လာအောင်လုပ်လိုက်တာအင်မတန်အဆင့်မြင့်တဲ့သူကအင်မတန်အဆင့်မြင့်တဲ့စိတ်နဲ့လုပ်လိုက်တဲ့အင်မတန်အဆင့်မြင့်တဲ့ပညာတစ်မျိုးပါအလှပြင်တာသူများတွေကြည်ကောင်းမှုတက်ပြင်တာမဟုတ်ဘူးလားလို့မေးကြလိမ့်မယ်မဟုတ်ပါဘူးကိုလေးစားတဲ့စိတ်ရှိရသူကိုချစ်တဲ့စိတ်ရှိရသူကငါပိုကောင်းသွားပြီလို့ကိုဖော်ပြနည်းတစ်ခုပါကိုဘာသာကိုလှပအောင်နေလိုက်ရင်ကိုမှလည်းစိတ်ချမ်းသာမှုဖြစ်လို့ကိုပတ်ဝန်းကျင်ကိုလည်းစိတ်ချမ်းသာမှုပေးရာရောက်သွားတာပါပဲတတိထားကြည့်လေကိုဘလို့လူမျိုးကိုများမြင်ကျင်တယ်လဲလို့ကိုဘယ်သူမှမမြင်လဲကိုဘာသာကိုလှပအောင်လုပ်ပါဒါပေမဲ့ကိုစိတ်ကိုစောင့်ကြည့်နေပါသူများတွေငါ့ကိုဘလို့မြင်စေချင်လိုက်တာလှတယ်လို့ပြောကြရင်ကောင်းမှာပဲဒီလိုတွေးမိရင်စိတ်ကဘလို့နေတော့တတိထားစောင့်ကြည့်ပါကိုယ်စိတ်ကစမောဖြစ်နေတယ်သေးငယ်ဖြစ်နေတယ်တယောက်ကတခုပြောထည့်လိုက်တာနဲ့တစ်ချက်တည်းစိတ်ဆင်းရဲသွားမယ်စိတ်မျိုးဖြစ်နေတယ်ဒီစိတ်ကိုဖြစ်နေတော့မှတတိနဲ့တေချာသိဖို့တိတ်အရေးကြီးပါတယ်မသိရင်ကိုသူများနှိပ်စက်ဖို့လမ်းဖွင့်ထားတဲ့စိတ်ကံမျိုးကိုကိုယ်တိုင်ကလေးကျင့်ပေးထားသလိုဖြစ်နေတယ်သူများဆိုတာမပါပဲကိုယ့်အတွက်အကောင်းဆုံးဟာဘာလဲဆိုတာကိုယ်တိုင်သိလို့လှုပ်တဲ့စိတ်မျိုးနဲ့တတိနဲ့ကိုယ်စိတ်ကိုကြည့်ရင်တိဆောက်ပါသူများဆိုတာမပါပဲစနစ်တကျတိဆောက်ထားတဲ့စိတ်ကသာရေရှည်မှာစိတ်ချမ်းသာမှုကိုပေးနိုင်တာပါနေ့စဉ်ဘဝမှာကိုတို့တွေဟာတခါတလေတခြားသူတွေဘလို့ထင်မလဲဆိုတာကိုအလွန်အာရုံစိုက်တတ်ပါတယ်ဒါကြောင့်အလှပြင်တာကိုလည်းသူများအတွက်လုပ်နေသလိုဖြစ်တတ်ပါတယ်အလှပြင်ခြင်းရဲ့အထိပ္ပယ်ကိုနည်းနည်းပြောင်းစဉ်းစားကြည့်ပါကိုတန်ရှင်းတည့်ရစွာနေထိုင်ခြင်းကိုချစ်တတ်ခြင်းဒီအရာတွေကပဲတကယ်အလှပါအလှပြင်ခြင်းဆိုတာကိုလေးစားခြင်းကိုဂရုစိုက်ခြင်းပါအဲ့ဒါကိုလုပ်တဲ့အခါအတွင်းစိတ်ကပိုးပြီးယုံကြည်မှုရလာပါတယ်အလှဆိုတာအပြင်ပန်းထက်အတွင်းစိတ်မှာပိုးပြီးရှိတတ်ပါတယ်ဒီနေ့ကစပြီးအလှပြင်တာကိုသူများအတွက်မဟုတ်ပဲကိုယ့်အတွက်လုပ်ကြည့်ပါအလှဆိုတာတခြားသူတွေအတွက်မဟုတ်ပါဘူးတကယ်ကိုယ့်အတွက်ပါကိုချစ်တတ်တဲ့အခါအလှကအတွင်းကနေထွက်လာပါတယ်ကိုယုံကြည်မှုရှိစေဖို့အလှပြင်ကြည့်ပါတန်ရှင်းစွာနေပါတက်ရက်စွာဝတ်ပါအဲ့ဒီလိုလုပ်တဲ့အခါကိုအတွင်းစိတ်ထဲကယုံကြည်မှုတဖြည်းဖြည်းတိုးလာပါလိမ့်မယ်နော်ဒီစာဖတ်ချိန်လေးကိုတူကုံဆုံးပေးလို့တကယ်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကိုယုံကြည်ပါကိုအလှကိုပုံစံနဲ့လက်ခံနိုင်တဲ့အခါကိုဟာအားလုံးထဲမှာအလှဆုံးဖြစ်နေမှာပါရှင်